ဒီနေ့တော့ရားတဲ့ကိုတွားကြည့်ဖြစ်ပါတယ်မနေ့ကမိုးလေးနည်းနည်းပပရွာတယ်ဆိုတော့ဒီနေ့ရားတဲ့ကိုတွားကြည့်တာဖြစ်ပါတယ်မိုးကမနေ့ကမှရွာရတဲ့အမပေါင်းပင်နေဆိုတာကြည့်ပါဦးစိတ်နေရပဲအဲ့ဒါကျမတို့တဲလေးဖြစ်ပါတယ်ရားတဲ့ကတဲလေးပေါ့နော်ဒါကြတော့ကံပေးရတုတ်ပေါင်မှာပေါ့နော်ငပြောစိုက်ထားတာအမငပြောကိုင်ကုန်လဲကြည့်အောင်ရှင့်နေလားငှက်တယ်လားမသိစားထားတာအမတဝက်တစ်ပြည့်ပဲကျန်တော့အဲ့ဒါကလာကြည့်အောင်တော့ငါပြောပါရင်ခုမှအစီအစဉ်မပါပါဘူးခုကတော့ကြည့်ပါဦးရှစ်နေလားငှက်တယ်လားမသိစားတာ။ organic ဆက်ဆံငါပြောလေးစားကြပါအောင်ရှင်။ရားတဲ့ဟိုကရှောက်ပတ်ကြည့်ပြီးသွားပြီ။ပေါက်မင်းတွေကမမရဲ့ခုတ်အောင်လာပါတော့တဲ့ဒူးလောက်တောင်ရှင်းနေပြီ။ကျမကလည်းမူနေလိုက်တာမလာနိုင်နေဘူးလို့မခုတ်နိုင်နေကွာမိုးရွာမှာခုတ်တော့မှာ။ဒါကြတော့ငါပြောကိုင်ကိုတဲပြီးတော့တဲကိုရောက်လာတာပေါ့နော်။နည်းနည်းပပတဲမှာထားပြီးတော့တုံးလေးပြီးလောက်ကအိမ်ကိုယူมาဖြစ်ပါတယ်အဲ့ဒါကြတော့မိုးရွာပြီးသားဆိုတော့ရှူကင်းလေးကအရန်ကြည့်လို့ကောင်းပါတယ်ဒါကြတော့ပြန်မှုတ်လုံနေရပေါ့နော်အပြန်လက်မှာဟိရှိဖို့ဝင်ရှားဆိုတော့အဲ့ဒါချမောင်ရွက်ကလေးနည်းနည်းပါဖရဲရီလေးပေါ့ကွယ်ဖရဲရီကကျွတ်တွေစားလို့ကျွတ်ကြိုက်ပတ်ကလေးနဲ့ဟိရှိဖို့လေးရှားပြီးတော့ဒါပြန်ပြီးပေါ့နော်ဗီဒီယိုဆုံးကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်